ငါးရီရဲ့ပူစီပေါင်းအိတ်ကိုအသုံးပြုပြီးပြုလုပ်တဲ့ရှေးဟောင်းကော်အကြောင်းမင်္ဂလာပါတမ်းပြပါမြန်မာပရိသတ်ကြီးကမ္ဘာပေါ်မှာအပြင်းထန်ဆုံးနဲ့အခိုင်အမာဆုံးသောရှေးဟောင်းကော်ရီထဲမှာငါးရီရဲ့လီအိတ်ကိုအသုံးပြုပြီးပြုလုပ်တဲ့ငါးစီးကော်ဟာထိတ်ဆုံးကပါဝင်ပါတယ်အထူးသဖြင့်ဆောက်လုပ်ရေးနဲ့လက်မှုပညာထွန်းကားတဲ့ရှေးခေတ်ကတရုတ်နဲ့အီဂျစ်နိုင်ငံတွေမှာငါးပူစီပေါင်းအိတ်တွေကိုရေနွေးနဲ့နိုင်ပေါင်းများစွာကြိုးချက်ပြီးအရေးသွင်းမြင့်ကော်ရီကိုထုတ်ယူခဲ့ကြပါတယ်အဲ့ဒီကော်ပြုလုပ်ပုံကလေးပဲငါးပူစီပေါင်းတွေကိုရေနဲ့တေချာပြုတ်ပျော်ပြဲသွားပြီဆိုတဲ့အခါမှာစီးကပ်ကြေမွနေအောင်လို့စိတ်ရှည်လက်ရှည်ထိုင်ထောင်းကြရတာဖြစ်ပါတယ်ဒီကော်ရဲ့ထူးခြားချက်ကတစ်သားအယိုးနဲ့တရည်တွေကိုတစ်ခုနဲ့တစ်ခုလုံးဝခွဲမရအောင်ကတ်ထားနိုင်စွမ်းရှိပြီးခြောက်သွေ့သွားတဲ့အခါမှာအလွန်မှာကျော်တဲ့အလွာတစ်ခုဖြစ်သွားတာဖြစ်ပါတယ်ရှေးခေတ်ကစစ်တီတော်တွေအသုံးပြုတဲ့လီးများတွေကိုခိုင်ခန့်အောင်ပြုလုပ်တဲ့နေရာမှာဒီငါးပူစီပေါင်းကော်ကမရှိမဖြစ်အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့တယ်လို့အနုစိတ်တဲ့နန်းတွင်းပရိဘောဂတွေမှာလည်းအသုံးပြုခဲ့ကြပါသေးတယ်ဒီနေ့ခေတ်ထိအောင်တန်ဖိုးရှိနေတဲ့ဇန်နယာတရောတွေကိုပြုပြင်တဲ့နေရာမှာလေတခြားဓာတ်ရုကော်တွေကိုအသုံးမပြုဘဲဒီငါးစီးကော်ကိုပဲအသုံးပြုခဲ့ကြပါသည်